အာရှအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရှိတဲ့ဟိမဝန္တာတောင်တန်းများအပါအဝင်အခြားသောတောင်ပေါ်ဒေသတွေဟာအမြင့်ပေမီတာ3000ကျော်ပြီးတွာလာရခက်ခဲတဲ့တောင်တန်းတွေဖြစ်ကြပါတယ်။အဲ့ဒီကျန်းတန်းခက်ခဲတဲ့ဒေသများမှာ list ခေါ်ကြောင်မီးတွေဟာဘလို့နေထိုင်ချက်စားနေကြတယ်လဲဆိုတာကို TVO မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ list ခေါ်ကြောင်မီးတွေဟာအေးခဲတဲ့ဆောင်းရာသီနဲ့လေပြင်းတန်တွေကိုခံနိုင်ရည်ရှိအောင်ရှေ့လျားပြီးနှွေးထွေးတဲ့အမွေးမြင်တွေပိုင်ဆိုင်ထားပါတယ်ထို့အပြင်နင်းတွေထဲမှာနင်းမဝင်ပဲလင်းမြန်စွာတွာလာနိုင်ဖို့ခြေပြက်နဲ့ခြေဝါးတွေပါရှိပြီးဒီနေ့ကိုကီလိုမီတာ30အထိခီးသွားနိုင်စွမ်းရှိပါတယ်။သူတို့ဟာအနားယူဖို့နဲ့ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက်တစ်တောထူထက်တဲ့တောင်ဆောင်တွေကြောက်ဆောင်တွေနဲ့ကြောက်ဆောင်အကွဲကြောင်းကြားမှာနေထိုင်ရတာကိုအထူးနှစ်သက်ကြပါတယ်။ list တွေဟာအမဲလိုက်ရာမှာထက်မြက်တဲ့အမြင်အာရုံအနံ့ခံနိုင်စွမ်းနဲ့အလွန်ကောင်းမွန်တဲ့အာရုံကြောစနစ်တွေကိုပေါင်းစပ်ပြီးအမဲလိုက်လေးရှိကြပါတယ်။သူတို့ဟာဝမ်ပူလွေတွေလိုမျိုးအချိန်ကြာကြာလိုက်လံဖမ်းဆီးတာမျိုးကိုမလုပ်ဘဲတားကောင်နီးကိုတိတ်တဆိတ်အနီးကပ်ဆုံးချင်းကပ်ကလေပင်ကိုကိုက်ဖြတ်ပြီးအသက်ရှူရက်သွားစေတဲ့အမြန်ဆုံးသက်ခြင်းနေပြူဟာကိုတုံးကြပါတယ်။နွေရာသီမှာတော့ကြွက်တွေကိုအစာပြေဖြစ်တာစားသုံးလေးရှိပြီးယုံတွေကတော့သူတို့အကြိုက်ဆုံးအစားအစာဖြစ်ကြပါတယ်။ဆောင်းရာသီမှာတားကောင်များစုကတောင်ကြားတွေကိုဆင်းသွားကြသလိုကြွက်တွေကလည်းနင်းတွေအောက်မှာပုံနေတတ်တာကြောင့်အမဲလိုက်ရပိုခက်ခဲပါတယ်။ထိုချိန်မျိုးမှာကြောင်ကတိုးနဲ့ရှင့်တွေကိုဖမ်းယူစားတောက်တတ်သလိုအစာရမ်းရှားပါလာရင်တမင်လိုအကောင်ကြီးတွေကိုပါပြစ်မှတ်ထားဖမ်းယူစားတောက်တတ်ကြပါတယ်။အသားလက်လက်ဆက်ဆက်မရနိုင်တဲ့အခါမျိုးမှာနင်းထဲမှာတေဆုံးနေတဲ့အသေးကောင်တွေကိုလည်းစားသုံးတတ်ကြပါသေးတယ်။ list ခေါ်ကြောင်မီးတွေဟာအာရှအလယ်ပိုင်းနဲ့တောင်ပိုင်းဟိမဝန္တာတောင်တန်းများမှာတွေ့ရတဲ့အလွန်တက်ကြွတဲ့တောင်စိတ်တွေကိုအမဲလိုက်ကြပါတယ်။တောင်စိတ်တွေဟာညဘက်မှာတွာလာရခက်ခဲတဲ့နေရာတွေမှာအိပ်စက်တက်တာကြောင့် list တွေကိုနေခင်းဘက်မှာသာအမဲလိုက်လေးရှိပါတယ်။အမဲလိုက်ရာမှာတဘာဝနဲ့လိုက်ဖက်တဲ့အယောင်သွေးတိတ်ဆိတ်တဲ့ခြေလမ်းတွေနဲ့အလွန်ရှည်လျားတဲ့စိတ်ရှိသည့်ခံမှုတို့ကိုအသုံးပြုပြီးစိတ်ငယ်လေးတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တတ်ကြပါတယ်။ list ခေါ်ကြောင်မီးတို့များဟာတားကောင်ကိုဖမ်းမိတဲ့အခါအခြားမီသူမှမနှောက်ယှက်နိုင်တဲ့လုံခြုံတဲ့နေရာကိုအရင်ဆုံးတည်ဆောင်သွားလေးရှိပါတယ်ထို့နောက်အဝါစားပြီးရဲ့အခါမှာပိုနေတဲ့တားကောင်ကျွင်းကြံများကိုနောက်မှပြန်လာစားနိုင်ရန်အတွက်တေချာစွာဖုံးကွယ်ဝတ်ထားတတ်ကြပါတယ်။ list များ၏နားရထိတ်တွင်ရှိသောထူးခြားသည့်အမွေးစုလေးများသည်လေတိုက်ခတ်ရာလမ်းကြောင်းကိုသိရှိနိုင်ရန်ကူညီပေးပြီးအမဲလိုက်ရာတွင်များစွာထောက်ကူပြုသည်ဟုယူဆရပါတယ်။တောင်ပေါ်ဒေသမှာရှိတဲ့ဝမ်ပူလွေမြေခွေးနဲ့ပူးမားတွေဟာသူတို့၏ပြိုင်ဘက်များဖြစ်ကြပြီးအဖိုးတန်တဲ့တားကောင်အတွက်ရန်ဖြစ်တတ်ပေမဲ့ကိုယ်ထက်ကြီးတဲ့ပူးမားလိုအကောင်မျိုးနဲ့တွေ့ရင်တော့နောက်ဆုတ်သွားလေးရှိပါတယ်။ list တော့ကြောင့်မများသည့်ရေဘူးရအဖြစ်တစ်နှစ်လျင်တစ်ကြိမ်သာတားပေါက်လေးရှိပြီးကိုဝန်ဆောင်ကာလမှာရက်ပေါင်း60မှ90ဝန်းကျင်ကြာမြင့်တတ်သည်တစ်ခါမွေးလျင်ပုံမှန်အားဖြင့်2ကောင်မှ3ကောင်ထိမွေးတတ်တော်လဲတဘာဝပတ်ဝန်းကျင်နဲ့အစာရေစာအခြေအနေပေါ်မူတည်လေတစ်ကောင်မှနေလေအများဆုံး10ကောင်ထိမွေးနိုင်စွမ်းရှိကြပါတယ်။မိခင် list ကြောင်မတွေဟာတားပေါက်လေးတွေကိုတစ်ကောင်နဲ့ပြုစုဆောင်ရှောက်ရပြီးအခြားတိရစ္ဆာန်တွေရဲ့အာယုံဆိုင်မှုမခံရအောင်ပုံအောင်ရနေရာကိုမကြာခဏပြောင်းရွှေ့လေးရှိပါတယ်။တားပေါက်လေးတွေကိုအမဲလိုက်တင်ပေးပြီးအရွယ်ရောက်လာတဲ့အခါမှာတော့ကိုပိုင်နယ်မြေရှာဖွေဖို့မိခင်စီကနေထွက်ခွာသွားကြပါတယ်။ဒါကတော့ list ခေါ်ကြောင်မီးတွေရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာလေးတွေပဲဖြစ်ပါတော့တယ်။နောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်နေထိုင်ကြသောတတဝါများတို့ရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါတော့ကြောင့်လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့။